မင်းတို့အမေကိုကြည့်ပါလားပြောအေးမင်းတို့လည်းတနေ့တော့မိဘနေရရောက်လာကြအောင်ပါပဲအဲ့ဒီချိန်ကျတော့မင်းတို့ကောင်းနေဝတ်မလက်ကြပါစေနဲ့ငယ်မတိုင်းချက်လိုက်ဟဲ့မေတို့ကလည်းနော်ဟင်းကောင်းလေးပဲမချက်တော့လည်းမသိပါဘူးတစ်ခါလာလဲဘေးနှစ်ခါလာလဲဘေးဘာလို့ဒီဘေးဟင်းပဲချက်တော့မှာလားအလုံးတစ်ဖက်နဲ့မို့တခြားရေးချက်ဖို့မအားဘူးလေကိုကြီးရဲ့အမေချက်ထားတဲ့ဘဲဥဟင်ပဲရှိတယ်ကိုကြီးတို့အိမ်မှာအောင်ပါချက်လဲမသိဘူးနေမပြန်မလာသေးဘူးကြီးကောင်ရောက်နေရလားတာကြီးဘာစားပြီးပြီလဲအိမ်ရောက်မှတော့တာကြီးထမင်းလေးပါလေးစားသွားအောင်လေဒီနေ့တော့ဟင်းမကောင်းငါတာကြီးဘဲဥငါသားလာမယ်မှန်းသိအမေလေးဝတ်သားကြီးလေးချက်ထားတာပေါ့အမေကလည်းပြောမနေပါနဲ့သူ့မိမလက်ရပဲသူစားမှာပေါ့အမေကိုတော့ဘယ်တော့သတိရဘူးလို့လဲဟဲ့ကိုအဲ့လိုပြန်ပြောစရာလားဒီကလေးမတော့ဟာတော်ပြီမေယာဒါပြန်တော့မယ်ဟဲ့နေုံအမေချက်တဲ့ဟင်းလေးယူသွားအောင်ရော့တာမိမလက်ရလေတာတသက်လုံးစားမှာဟောဒီကအမေလက်ရလေတာတသက်လုံးစားမှာမဟုတ်ဘူးငါသားရဲ့အမေကျွေးနိုင်တော့လေငါသားတွေကိုကျွေးကျင်တာပါရယူသွားတော့ဟာဟဲ့ကောင်းတယ်ငယ်မသမီးခူးတာဟာငါပိုက်စားလာလို့ဒီမှာဟမ်ကိုလေးမမဘာမချက်ထားဘူးလားမသိဘူးဟာသူ့မျိုးနေစီပြသွားလားပြအောင်မလာသေးဘူးကိုလေးမမကလည်းနော်ပြန်နိုင်လို့နဲ့ကိုလေးကရောသူမရှိလို့ရှိဘာမချက်စားတတ်တော့ဘူးလားထက်ခနဲ့ဆိုအမေအိမ်အမေကမဟုတ်ဆိုမှနော်ဒီအိမ်ပဲလာနိုင်မနေနဲ့မင်းစကားအများလဲသမီးခူးတာဟာငါမေငါလာစားတော့ဘာဖြစ်တယ်ညငါလှုပ်လိုက်ပြေသွားမယ်ဟဲ့ဒီဟာဘာလဲဟာဒီနေ့လက်စာထုတ်တာမဟုတ်လားဘာမှလည်းပတ်စံအဲ့ထဲမှာဟာကိုကထယူလိုက်နေရလေအမောတော့မပြေသေးဘူးဒီမှာအမောပြေတာမပြေတာနောက်မှထားလက်စာထုတ်ငါပတ်စံအားမယ်ဆိုတာနေသိလေလူလိုနားလေမိမယူထားပြီးငါလောက်ပြရမယ်ဆိုတာနေမသိဘူးလားနေရလေစကားတိုးသားပြောသားမှာဟာမဘေးဘဝစ်ကြည့်နေကြားဆက်စရာရေးနေရလေအိုးမပြောနိုင်ပါဘူးမွေးကလေးအတီလိုပဲပြောလာတာတော်ဗျာအပြစ်ခဏပေါင်းမယ်ကြွအေးမိုက်ပြောဟဲ့ငါ့ကိုပတ်စံလေးနည်းနည်းလောက်လှည့်စမ်းပါဟဲ့ငါအပြိုးစီမှာနှလုံးသွေးလက်လွန်ထားလို့အေးဒီနေ့ပဲဒီဟာလာစာထုတ်တယ်နင်းလို့ယူထားလေဟဲ့နင်တို့မှာရော300ကျန်သေးရဲ့လားအမလေးသူ့အမေရှိတယ်အဖွားကြီးကလေသူ့သားလို့ဆင်းရင်လေအငါခံပြီးတော့ဟိုကျွေးတာအေးစေးပဲအေးအဲ့ဒါဆိုလို့ရှိရင်လည်းငါစောင့်နေမယ်ကြားလားအေးအဲ့ဆိုလက်တာပဲဟာကိုဆိုင်အလုံးအပြက်လာတယ်အတော်ပဲအမေဟေးလေးတစ်ခွက်လောက်တော့ပို့ပြပါဦးနော်အမေကြိုက်တတ်တဲ့ငါးလေးအိုးကလေးချက်ထားလို့ကိုရဲ့ဟာငါမိမရောက်ခမကြိုက်တော့တိနေပါလားဟာတိတာပေါ့ကိုရဲ့ကိုနဲ့ပတ်သက်လို့ရောက်ခမတော်ရပြီမဲ့ကိုရဲ့မိကလည်းကိရဲ့မိပါပဲမိဘဆိုတာစီတုံလေးပဲကြွေးရတာကိုရဲ့ကင်မမိဘတွေမရှိတော့ကိုရဲ့မိကိုပဲကက်ကခင်းတွင်နေရတာဒါပေမဲ့ကရချွေးမဖြစ်နေတော့လေတော်ကြအမွေလူချင်းနဲ့ဖြစ်မှာစိုးလို့အယံမရောရဲတာကိုရဲ့သိပါတယ်ကွာကိုကအဲ့လိုတိတက်လို့လေကိုမိမကိုကျေးဇူးတင်နေတာကိုတပိုးလိုက်မယ်နော်ဟဲ့လက်ဖြစ်နေရောက်ခမိုင်နေမကောင်းဆိုဟုတ်လားအဲ့လေလူကတက်ကြီးတော့လူကြီးရောခါဖြစ်မှာပေါ့ဟဲ့တန်းနဲ့တော့မကြည့်ဘူးလားညနေမှတော့ကြည့်လိုက်ပါမယ်ငါလဲဆိုင်ချက်ထားတော့ပတ်စံနည်းနည်းလိုတာအဲ့ဒါငါယောက်ျားသူ့မေစီမှာပြောကြည့်မယ်တဲ့အဲ့ကိစ္စနဲ့တခါတည်းတော့ကြည့်လိုက်မယ်လေအေးပါငါဆိုင်လဲဈေးဝယ်သူလာမီတော့ရောင်းလိုက်မယ်နော်အေးငယ်မဟင်းနေကုန်လဲစားမပြင်းနေဦးသမီးရေနင့်ကိုနေရောက်ကထမင်းလာစားရင်စားအောင်ပါနည်းနည်းချန်အောင်နော်အော်အမေရဲ့အမေကဘာလို့သူတို့တွေကိုပဲဒီတော့စိတ်ပူပေးနေရတာလဲကိုကျမ်းမာရေးကိုလည်းကိုဂရုစိုက်အောင်မေနေရောကောင်းရလားတော့တတ်တာရလားမေရဲ့တတ်တာပါလားသမီးရဲ့
အမေကပါစက်ပြတ်နေတော့စားချင်စိတ်လေးရှိအောင်တမီတရက်ဒီတနက်နေလှုပ်လာခဲ့ပြီလေမေရဲ့အချင်းလေးဆိုတော့စားချင်စိတ်လေးဖြစ်အောင်လုပ်ပါမေရဲ့ ဟေးပဲသမီးရဲ့ဒါနဲ့သားဘာစားပြီးပြီလဲတော့ဟိုမှာထမင်းတော့စားလေတော့ တော့ပါပြီမေရဲ့တားကစားခဲ့ပြီဟာကိုကြီးလာထိုင်ဟုတ်မေတာပြောတာရှိလို့ဟိုလေသားဆိုင်ကလေးတိုးချဲတာလို့အဲ့ဒါငွေလေး30လောက်လို့အမေမရှင်ချက်လောက်လှည့်ပြီပါ အမေကပဲအစီပြင်ပါလေသူ့စေးဖို့နဲ့တော့သူမွဲနေတာကိုကြီးတို့ရောအမေကိုဝိုင်းကြည့်ဘူးလို့လား ဟဲ့ငယ်မတိတ်နေစမ်းအမေမာတော့အစင်ပြေတော့မဟုတ်ပါဘူးသားရဲ့အမေကြွလေးတော့ပေါင်လိုက်ပါသားရဲ့သားစင်ပြေတဲ့ခါကျအမေကိုပြန်ရေးပြီးပေါ့ ဟုတ်ကဲ့မေ လှုပ်ကြလားပြန် ခဏလေးနေအောင်ခဲ့ အငယ်မဘာချက်လဲဟင်းကြံသေးလား ဆန်ထားတဲ့သားရဲ့အမစားသွားသားလာပြီးစားမယ်မှန်းသိလို့လေဒါနဲ့သားအစင်ပြေရဲ့လား ပြေးပါတယ်မေရဲ့ဒီလိုပါပဲ လောင်းမင်းအောင်ဒါစင်မပြေလေအမေသိန်းထားတဲ့ပတ်စံလေးဒီသုံးထားလိုက်ဖို့သားရဲ့ ခဏလေးမေဒါသူတို့ပြောစရာရှိလို့မင်းတို့ကပါလဲကွာအမေမွေးထားတာတားရကြီးငါတို့3ယောက်လေဟာအဖေမရှိကြတဲ့ကအမေမှာမောက်ဆုံးမတမ်းပဲနဲ့ဘလို့စားဖို့ရက်တည်ခဲ့တယ်ဆိုတာမင်းတို့ကောင်မစင်းစားဘူးပတ်စံမရှိလဲအမေအိမ်စားစရာမရှိလဲအမေအိမ်မင်းတို့မှာဒီအသက်ရွယ်ရောက်လို့မိန်းမတွေလည်းရတယ်အမေကိုပြန်ခဲ့ပဲလို့မရှိဘူး ဟာမင်းကငါ့ချဲ ဟာ အမလေးငါတယောက်လုံးကိုဘေးနားမှာထားပြီးတော့နင်တို့အဖြစ်တင်တိုင်းဖြစ်နေကြတာလားအမေအိမ်ဆိုတာလေသားသမီးတွေတဲ့အမြဲတမ်းအစင်သင်စားလို့ရတဲ့အိမ်မှာအမလေး တော်ကြီးရအားတော့ပြန်အောင်မယ်ဒါပေမဲ့ ပြန်အမေကဒါပြောသေးတာပြောတာပါမင်းတို့တွေကတားရဖြစ်ပြီအားကိုရမယ်လို့မရှိဘူးအငယ်မှမရှိဘူးမင်းတို့အမေကိုကြည့်ပါလားပြောအေးမင်းတို့လည်းတနေ့တော့မိဘနေရရောက်လာကြအောင်ပါအဲ့ဒီချိန်ကျရင်တော့မင်းတို့ကောင်းတယ်ဝတ်မလဲကြပါစေနဲ့ မေဘာတောင်းရမလဲမေ အေးပါရဲ့သားတို့လေအမေကဘရောမှအပြစ်မယူပါဘူးငါသားသမီးတွေကိုလေအမေကအမြဲတမ်းတကားဖွင့်မိတာပါသားတို့ရဲ့